ဒီရက်ဒီမှာအစာမစားဘဲနေခဲ့သောတက်လူကြီးအတန်းကဒုတိယတော့ကမောဟိုင်အားနေစွာဖြင့်တကားကုန်ပြီးရလိုက်သည်တင်လက်တင်တက်လူတို့၏စကားများကြောင့်ဦးများကြိုင်ကောင်းတို့သည်ဦးထင်းဆက်ပေါ်မှခြားခြားလဲရှိလျက်နေသည်ဦးများကြိုင်သည်ဇနီးဆုံးပြီးနိုင်ငံရေးလောကတွေကိုစတင်ဝင်ရောက်ချိန်မှစ၍တာဖြစ်သူပေါ်လင်းခဲ့သည်ဒီအတွက်ပင်တက်လူအတွက်စိတ်အရန်ကလေးမိခင်မဟုတ်ဆိုမှလာနေလက်ထပ်ခဲ့ပြီးအိမ်သို့ခေါ်လာခဲ့ခြင်းဖြစ်သည်လာသည်မိခင်တရားဖြစ်သည်နှင့်အညီတက်လူပေါ်မိခင်စိတ်ထားပေးနိုင်မည်ဟုဦးများချယုံကြည်ခဲ့ခြင်းဖြစ်သည်ရောက်လာခါစားတွင်သူဦးသွဲသောသားတက်လူကဒီလက်နှင့်အဖော်ရပြီးပြောနေခဲ့သဖြင့်ဦးများချိုင်စိတ်အေးခဲ့ရကနိုင်ငံရေးနှင့်အုပ်ချုပ်ရေးလောကကိုခြေစုံပြည့်ဝင်ခဲ့ခြင်းဖြစ်သည်ပြီးခဲ့သည့်1935-36ခုနှစ်များတွင်အီတလီနှင့်ဂျာမန်တို့လူစွာလှုပ်ရှား၍နေပြီးသိမ်းပိုက်မှုများပေါ်ပေါက်လာခဲ့ပြီးဥရောပတိုင်း၌စီးရေးစင်ငွေများတန်းစားပြုလာနေခြင်းဖြစ်သည်နာဇီတို့၏စစ်ဦးသည်ဟိုမာဒီမှဥတီချက်ပြောင်းနေခြင်းလည်းဖြစ်၏ဦးမြချိုင်အထက်အရာရှိမစ္စတာဖရန်စစ်သည်စီရေးရာ၌တွေ့ကြလွန်သူဖြစ်ရကများမကြမီဒုတိယကမ္ဘာစစ်ဖြစ်လာနိုင်ခြင်းရှိကြောင်းတပတ်ပပြော၍ပြည်သိမ်းသို့ကုချီတန်းချီလှုပ်လေရှိသဖြင့်ဦးမြချိုင်မှ၎င်း၏တာဝန်များကိုပါနှဆပိုယူကအိမ်ကိုပြည့်၍ခရီးထွက်နေရသည်ကသာများခဲ့၏နောက်ပိုင်းဇနီးဖြစ်သူလာထံမှဆယ်ကျော်တဲ့အရွယ်အသက်လူ၏ဥမှန်သောအမှုအချင်းများကိုကြားခဲ့ရစဉ်စေယောဂတစ်မျိုးမှတ်ထင်ခဲ့သည်ဒီအပြင်တက်လူသည်စကားနဲလာပြီးအိမ်ရှိလူများကိုပင်ရှောင်နေတတ်ဖြင့်တက္ကသိုလ်ပထမနှစ်တွင်အိမ်နေထား၍စေယောဂဆရာနှင့်ပင်ပြသခဲ့ကြသည်ဆရာဝန်မတက်လူတွင်မိသည့်ယောဂမှမရှိကြောင်းအာမခံသဖြင့်ဒုတိယနှစ်တွင်ကျောင်းသို့လွတ်ပေးခဲ့ခြင်းဖြစ်သည်ယခုမူတို့အရာများသည်ဇနီးဖြစ်သူလာ၏လိဆန်မှုများသာဖြစ်ကြောင်းတရားချိန်၌ဦးများချိန်နောက်ချခဲ့ကြပြီတက်လူသည်သူနီသူဟန်ဖြင့်စိတ်တပြောင်းရှာတွေ့ခဲ့သူ၏သို့သောလမ်းလွဲနေပြန်သေးသဖြင့်ဦးများချိန်အပူဆင်းရပြန်လေသည်ဦးမြချိုင်အတွေ့တို့ကိုလက်ဆက်သက်ခါအခန်းအပြည့်ရှိရုံးစိတ်ကလေးအားခေါင်းလောင်တီးခေါ်လိုက်သည်စီဝင်အောင်မရက်နေတဲ့တငယ်လေးကိုခေါ်ခဲ့စမ်းကွယ်ခဏအကြာတော့ရုံးစိတ်ကလေးနောက်တွင်မမရရွေပေါ်လာသည့်မောင်ရဲကောင်အားတွေ့ရ၏ကျေပြန့်သောပခုံးတို့သည်ဆိုးရွံ့စွာကျုံနေခြင်းမရှိကြောပြင်းနေခါသည်ရေပြင်းကြီးကဲ့သို့မှတ်နေပြီးဦးများချင်အားဦးညွှန်သာနှုတ်ဆက်သည်တွေ့ခွင့်ဖေးတိတ်ကိုကျေးဇူးတင်ပါရတဲ့အရေးပိုင်းမှာထိုင်နိုင်ပါတယ်မောင်ရင်ကျုပ်ကိုတွေ့ချင်တဲ့ကိစ္စလိုရင်းသာပြောပါအရေးပိုင်းမင်းတို့အစိုးရအရာရှိတွေမှာအချိန်စင်းရတာသိပြီမဲ့ဖြစ်နိုင်ရင်ကျွန်တော်ကိုအချိန်တစ်နာရီလောက်တော့ပေးစီချင်ပါတယ်ကျွန်တော်အရေးပိုင်းမင်းကိုခေါ်သွားခြင်းတဲ့နေရာတစ်ခုရှိပါတယ်ဦးမြချိုင်မျက်လုံးများပင်ကစိတ်ဝင်စားသွားရသည်ဤတငယ်၏စကားပြောဟန်နေလေဦးလေးစိမ့်သည်ဩဇာတစ်ခုရှိကြောင်းဦးမြချိုင်သတိထားမိရ၏နေစဉ်ရဲ့စိတ်ဦးမြချိုင်အားစကားပြောခွင့်ရရန်လာ၏ကြိုးပမ်းနေသောဇွဲကိုလည်းအတိအမှပြုလာရ၏အထူးသဖြင့်တာဖြစ်သူနှင့်ရေငန်နေကြသည်ဆိုသောဤတငယ်အားဦးမြချိုင်ယခုထက်ပို၍သိချင်လာရသည်ကောင်းပြီလေသွားကြတော့ပေါ့ကျုပ်ဒရိုင်ဘာကိုမောင်ရင်လမ်းညွှန်ပါမောင်ရဲကောင်ကဦးဆောင်၍ဦးမြချိုင်အားရန်ကုန်မြို့၏ကန်နပူသို့ခေါ်လာသဖြင့်ဦးမြချိုင်ထူးဆန်းနေရသည်မြေထက်ရှိဆက်လင်များထံမှကုလီထမ်းနေကြသောအလုပ်သမားများအားတွေ့ရသည်ဒီလိုနေရာမျိုး၌ဘာကိစ္စများရှိမှပါလဲဟုအတွေ့ရခဲ့နေတော့၏ဒီဆက်လူတွေနဲ့ကုလီတွေကဘာများထူးဆန်းသလဲမောင်ရဲကောင်ကကောင်းရန်သည်ထို့နောက်ခက်လန်းလန်းချီတငါလေးများအားလည်းညှို့တို့ပြကားအရေးပိုင်းမင်းကိုပြချင်တာကဟိုးကမိသားစုတွေပါပဲဦးမြချိုင်တငါလေးတွေစီမှတငါမိသားစုတွေစီတို့အကြည့်ရပါသည်လေကတ်စင်ကမ်းမတွေ့၍မြေကန်နပူနိုင်မိမများကမိမွေးကသမင်းချက်ပြုံနေကြသည်ယောက်ျားများနှင့်ကလေးများကကန်းဆက်တင်ရေချိုးရင်းစောကစားနေကြသဖြင့်ရဲသည်များစုညံနေကြသည်
ခင်ပြင်းတူသူက9နှစ်သားအရွယ်ဖြစ်သူအားကျော်ပေါ်နိုင်ကုံဖို့ကရေထဲ၌ကူးလူစော့ကစားနေသည်ကျော်ပေါ်ရှိကလေးငယ်၏ရေတံသည်တစ်ချက်ဦးမြချိုင်တို့ရက်နေရနာတို့ပင်ပြန်လွင်ရင်လာ၏ဦးမြချိုင်ငင်းနေမိတော့နှစ်ပေ၌ရက်နေသောမောင်ရဲကောင်မှအမေစကားထွက်လာသည်ရေးပိုင်မင်းကိုတက်လူရဲ့တန်ကိုဘယ်တော့မှနောက်ဆုံးချခဲ့ဘူးရပါသလဲအေးပိုင်မင်းကိုတက်လူရဲ့အပြုံးတွေကိုရောဘယ်တော့မှနောက်ဆုံးမြင်ခဲ့ဘူးလားလဲဦးမြချိုင်စွန့်အားတုံးလုံးသွားမရ၏အေးမေစကားဦးမြချိုင်၌အမှန်မြင်ဖြစ်မရှိခဲ့ရပြီတာဖြစ်သူတက်လူ၏ရေတံကိုဦးမြချိုင်မေ့နေတယ်လို့ပင်ဖြစ်နေခဲ့ရသည်ကိုယခုမှသတိထားမရသည်တာဖြစ်သူပြုံးသည်ကိုဦးမြချိုင်မြင်မှုသလားပဲမမှတ်မိတော့ပဲဟိုးမှကြည့်ပါအောင်ခင်ဗျာမောင်ရဲကောင်ကတငါလေးဘေးမှာနောက်ထပ်မိသားစုတစ်ခုစီတို့ထပ်ရင်ညုံပြပြန်သည်ပွေလီနေရန်လူသောကလေးငယ်တူဟာအမေလှုပ်သူမှစူပူချင်းမောင်း၍ရိုက်ဟန်ရွယ်လိုက်သဖြင့်ခလန်လန်မှအဖေဖြစ်သူတန်တို့ပြေး၍ငိုယိုတိုင်တန်းသည်ကိုအများကြီးတွေ့ရသည်ကျွန်တော်ငယ်ငယ်ကလည်းဒီကနေ့ရှိအဖေစီပြေးပြီးအားကိုတိုင်တန်းတာပါပဲကျွန်တော်ဒီရက်တွေတဲ့ဒီနေရာရောက်ပြီးတိုင်းတငါလေးမိသားစုကိုကြည့်ပြီးတွေးမိရတယ်စင်ရကြပေမဲ့နှွေးထွေးကြတယ်ကလေးတွေမှာအားကိုးစရာရှိတယ်ကိုသက်လူမရောအဲ့လိုရှိခဲ့ပါသလားရေးပါမယ်ဦးမြချိုင်တေဝင်မရပြန်သည်မောင်ရဲကောင်၏မိကုံများကိုတခုလေးမျှဦးမြချိုင်ပြန်မဖြစ်နိုင်သေးပေဒီနေရာဒီမိငွင်းနေဟာတာမန်ဖြစ်ရုံဖြစ်စဉ်တွေမို့တိတ်မထူးဆန်းသလိုအရေးပိုင်မင်းအနေနဲ့မြင်မှုပါလိမ့်မယ်ဒါပေမဲ့အခုလိုမျိုးရှင်တွဲပြီးတွေးဖြစ်ခဲ့လိမ့်မယ်လို့မထင်ခဲ့ဘူးဗျဒီချိန်တော့ဦးမြချိုင်ကောင်းကြီးလိုက်မိသည်မှန်ပါတယ်မောင်ကျုံမစင်စားခဲ့မိဘူးတွေးကြည့်စေချင်တာပါပဲရေးပိုင်မင်းနှုတ်ငယ်တဲ့ကာလမှာကလေးတယောက်အတွက်အားကိုးရပြောက်ပြီးတိမ်ငယ်ခဲ့ရတဲ့စိတ်တန်ရာတွေဟာအသေးအဖွဲပါလို့အရေးပိုင်မင်းထင်ပါသလားဦးမြချိုင်ရမန်နေ့ကသားဖြစ်သူ၏ပုံရိပ်အားပြန်ရင်အောင်လာမိလေရဲ့စိတ်မချမ်းမြေဖြစ်လာရသလိုအစဉ်ပြေနေသေးဦးထင်မိသည့်အတွက်နောင်တတို့လည်းရလာတော့၏ကျွန်တော်တို့ချင်းတောင်ပေါ် volunteer သွားတော့ကကိုတက်လူရဲ့အပြုံးတွေကျွန်တော်မြင်ခဲ့ရဘူးပါတယ်လွတ်လပ်တဲ့တောင်ပေါ်ဒေသတွေဟာသူထွက်ပြေးလွတ်မြောက်ခြင်းနေတဲ့ကဘာတချမ်းနဲ့လေအဲ့ဒီစကားတခွန်းနဲ့တင်သူ့မွန်းကြက်မှုတွေကျွန်တော်မြင်နိုင်ခဲ့တာပါပဲကျွန်တော်တော့မှမြင်နိုင်ခဲ့သည်တွေ့တာရင်ဖြစ်တဲ့အရေးပိုင်မင်းဟာတာဘိမြင်နိုင်တဲ့နာပဲမလားအစာကျွေးအဝတ်စင်ပြည့်စုံအောင်ထားပေးုံနဲ့မိဘဝတ်တရားကြည့်ပြီးလို့အရေးပိုင်မင်းယူဆပါသလားတာသမီတူတယောက်ချင်းစီရဲ့စိတ်ခံစားချက်ကိုအလေးထားထိန်းချောင်းပေးနိုင်မှသာမိဘပိသမှာပါပဲဦးမြချိုင်၌မောင်ရဲကောင်အပြန်ချေပါစရာစကားတော့မရှိနေပါပဲအဲ့ဒီစကားလုံးတွေအစားကောင်းတဲ့၌အတွေးတို့ကသာချာချာလဲနေခဲ့ရ၏မြင့်ပြင်ကျဲအားအတငယ်ငယ်ကြီးနေပြီးမှဦးမြချိုင်ချောင်းတစ်ချက်ဟမ်းလိုက်သည်မောင်ရဲကောင်တို့သွားချင်တဲ့အရက်စီမဲ့လမ်းမရှိဘူးမလားမောင်ရဲကောင်ဘလို့ရှောက်ဖို့စဉ်းစားထားလဲဘယ်လောက်ထိယုံကြည်မှုရှိသလဲကျွန်တော်ကို100%ယုံပါတယ်ကျွန်တော်ဟာကိုတက်လူထွက်ပြေးလွတ်မြောက်ခြင်းနေတဲ့ကဘာတချမ်းစီရောက်ဖို့လမ်းဖောက်မှာပါကိုယုံကြည်မှုလွန်ကဲနေတယ်လို့အရင်ပိုင်မင်းထင်ထင်ပါလိမ့်မယ်ဒါပေမဲ့အမှန်ပါပဲကျွန်တော်ဟာကိုယ်တိုင်ဖောက်တဲ့လမ်းမှာကိုတက်လူလက်ကိုဆွဲပြီးကိုယ်တိုင်ရှောက်မှာပါဦးမြချိုင်ရဲ့အမေကိုပြန်ပြေတော့မောင်ရဲကောင်ရဲ့အတန်သည်ကြည်လင်ပြတ်သားနေကျွန်တော်ရဲ့လမ်းဖောက်ပွဲကိုအရေးပိုင်မင်းလာကြည့်စေချင်တာပါပဲလမ်းဖောက်ပွဲကိုကြည့်ပါလမ်းဖောက်သွားတဲ့အခါကိုတက်လူကိုကျွန်တော်လက်ထဲထည့်ပေးစီလိုပါတယ်လမ်းတစ်လျှောက်စူးညောင်ကလုတ်တွေရှင်းဖို့ကလည်းလမ်းဖောက်သူရဲ့တောင်းပဲမို့လို့ကျွန်တော်ရှင်းပါမယ်အရေးပိုင်မင်းအနေနဲ့တစ်ချိန်တစ်ခါပဲကိုတက်လူရဲ့အားကိုးရာဖြစ်ပေးုံပါပဲအဲ့ဒီအတွက်
အရေးပိုင်မမြင်ဘူးမကြားဘူးခဲ့တဲ့ကိုတက်လူရဲ့ရေတံတဲ့အပြုံးတွေကိုကျွန်တော်ကလက်ဆောင်ပြန်ပေးပါမယ်ဦးမြချိုင်တငါမိသားစုတွေစီငေးကြည့်နေမိသည်ဖခင်ပခုံးထက်မှကလေးငယ်ရေတံသည်ဦးမြချိုင်နားစီတွင်ပက်တင်ထက်နေလေတလုံငယ်စဉ်ကလေးကခိုးခေရေတံလေးများကိုဦးမြချိုင်ပြန်လဲကြားရအောင်လာမိရတော့သည်သူတို့ရှင်းလင်းမွေးနေရန်ကုန်တက္ကသိုလ်ပွဲနေတဲ့ပင်ခမ်းမကြီးတဲ့နိုင်လူစီကားရနေသည်စီနီယာဂျူနီယာကျောင်းသားကျောင်းသူများအမှအစကတိကပမောက္ခအများဆုံးလူဆောင်တဲ့ဆုံးရောက်နေကြပြီဖြစ်စတိတ်စီအိမ်နောက်တွင်ရေကောင်တို့အုပ်စုထိုင်နေကြ၏ကိုလာတင်နေမှတန်းကြီးမှာစိတ်လှုပ်ရှားနေကြဟန်များကအထင်သာပေါ်နေကြတော့သည်ကိုပါမြင့်ကိုအောင်မြင့်မခင်လေးတို့မှလည်းစိတ်လှုပ်ရှားမှုကိုဖုံးကွယ်ရန်ငြိမ်နေကြ၏မတန်းကြီးတို့အင်အားဆောင်မမိန်ကလေးတချို့သည်လည်းလိုအပ်သည်များကူညီရန်ရောက်လာကြသည်ကိုပါမြင့်ကထိုင်နေရမှထကဆင်ရှိသို့ချောင်းကြည့်လိုက်ပြီးအိုင်စီကိုရေကောင်ခမည်းဖိတ်ကြားထားတဲ့လူကြီးတွေမမြင်သေးပါလားမလာကြဘူးနဲ့တူပါရဲ့ပြန်ကြားရဲ့ဝင်ကြီးဌာနဝန်ကြီးဦးသိန်းဖေတို့ရောက်နေပါပြီကျန်တဲ့ဦးလုံတွေရမင်းတွေကရောလာကြမယ်ထင်တာပါပဲကိုတက်လူဖေအရေးပိုင်မယ်လည်းမမြင်သေးပါလားရေကောင်တပြင်းချလိုက်မိသည်လာလိမ့်မည်ဟုရေကောင်အောင်မေးရပါသည်ဖြစ်နိုင်လျင်ကိုတက်လူကိုပါရှိနေစေခြင်းမိသည်ထိုခိုက်တွင်ဆင်ရှင်၌တာဝန်ယူထားသူចောင်းသားတို့ကဆင်နောက်သို့ဝင်လာပြီးရဲကောင်တို့ကအတိပေးသည်မစ္စအန်နာကအရင်ဆုံးပြောပါလိမ့်မယ်ပြီးရင်ကိုရဲကောင်အသိမြင်လာပါကောင်းပါပြီဆင်ရှင်မှာမစ္စအန်နာ၏ခြေလင်းသောအင်္ဂလိပ်စကားသံထွက်ပေါ်လာသည်ကြောက်ရောက်လာကြတဲ့လူကြီးမင်းများအပရိသတ်များအားလုံးကိုကျမဒီနေရာကနေနှုတ်ခွန်းဆက်သပါတယ်ကျမကတော့ကျောင်းသားရေးရာဌာနကဌာနမှူးအန်နာပါလူကြီးမင်းတို့သိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်သက်တစ်ပတ်ကကျမတို့တက္ကသိုလ်မှာအထင်အမြင်လွဲမှားမှုချို့ရှိခဲ့ရပြီးတော်တော်များများစိတ်အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်ဒီကနေ့အခုလိုလူထုရှင်းလင်းပွဲလေးလုပ်ရတာကလည်းဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးအထင်အမြင်လွဲမှားခံရသူကာယကံရှင်ကိုယ်တိုင်နဲ့အတန်းပေါ်တငယ်ချင်းများကတသက်ခံရှင်းလင်းပေးမှာပဲဖြစ်ပါတယ်ရှင်ကျမတို့ကာယကံရှင်မစ္စတာရဲကောင်ကိုအရင်ဆုံးဖိတ်ခေါ်လိုက်ရအောင်မစ္စအန်နာရဲ့စကားသံအဆုံးမှာစင်နောက်မှလူများအားလုံးလှုပ်လှုပ်ရွရွဖြစ်သွားကြသည်ကိုပါမြင့်ကရဲကောင်ပခုံးအားစုပ်ကင်ဖြစ်ညင်လေးအားပေးမခင်လေးကလည်းနေရာမှထလာကစေးထားပါကိုရဲကောင်ရှင်လုံနိုင်မယ်လို့ခင်လေးတို့ယုံကြည်တယ်ရဲကောင်ကောင်းကြီးလိုက်သည်ထို့နောက်ကိုအောင်မြင့်ဘက်သို့လှည့်၍ကျုပ်ကစင်ပေါ်မှာခေါင်းစဉ်စပြီးပြောင်းတဲ့အချိန်မှာခမရတို့ကမစ္စအန်နာနဲ့လူကြီးတွေကိုထိန်းထားပေးကြပါကိုအောင်မြင့်စိတ်ချကိုရဲကောင်လေးကိုဝဝရှူသွင်းလိုက်ပြီးခြေလမ်းတို့ကစင်ပေါ်သို့ဦးတည်လိုက်တော့စိတ်နှလုံးအတွင်း၌ဥစွာပထမတက်လူဤမျက်နှာကိုမြင်အောင်လာမိသည်မောင်လုံနိုင်ပါတယ်မောင်တက်လူ